အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လာသားရွယ်လေးတွေကနေပြီးတော့စပြီးပြုလုပ်လို့ရတဲ့ face to face communication activity အကြောင်းတွေကိုပြောပြပေးသွားပါမယ်ရှင်လာသားရွယ်ကလေးလေးတွေကစကားမပြောတတ်သေးပေမဲ့ကိုရီပြောတာကိုနားထောင်ပြီးတော့ညနာကိုအာယုံစူးစိုက်လာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကလေးရဲ့မျက်စိနဲ့အာယုံစူးစိုက်မှုကိုလည်းဖွံ့ဖြိုးတိုးတက်စေပါတယ်ကိုရီရဲ့အတန်နဲ့မျက်နှာအမူအရာလေးတွေကိုကြည့်ပြီးတော့အုံနောက်စီကိုသတင်းချက်လက်လေးတွေပို့ပေးရတယ်ပေါ့နော်အဲဒါကြောင့်မို့လို့အုံနောက်ရဲ့ချိတ်ဆက်မှုကိုကောင်းမွန်စေပြီးတော့အုံနောက်ဖွံ့ဖြိုးမှုအတွက်လည်းအထောက်အကူပြုပါတယ်ရှင်ကလေးနဲ့အခုလိုမျိုးစကားလေးတွေအပြန်အလှန်ပြောပေးခြင်းအပြင်ကလေးရဲ့ဘာသာစကားစွမ်းရည်ကအလင်းအမြန်တိုးတက်လာမှာဖြစ်ပါတယ်ကလေးရဲ့စကားလုံးလေးတွေကိုတုံ့ပြန်ပေးခြင်းကနေပြီးတော့သူတို့ကချစ်ချင်းမြတ်တာကိုခံစားရပြီးတော့စိတ်လုံခြုံမှုလည်းရရှိစေပါတယ်။ဒါကြောင့်စိတ်ပိုင်းဆိုင်ရာကိုလည်းဖွံ့ဖြိုးတိုးတက်စေပါတယ်။ဒီအတစ်ပတိလေးကရိုးရှင်းပေမဲ့ကလေးအတွက်ကောင်းကျိုးတွေအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့လုပ်တဲ့အတစ်ပတိလေးလို့အကြံပေးချင်ပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။